ဟိုရဲခီးထွက်လာရင်လမ်းပြောက်သွားတဲ့တငယ်ချင်းနဲ့အုပ်ဖုန်းကြီးတွေတွေ့လို့အမှားပဲတဲခွင်ပွဲတစ်ခုရှိလို့အနောက်ကနေလဲသွားခဲ့ရမှာအဆုံးမရှိတဲ့မမီယိုတွေရှိနေတာကိုတွေ့လိုက်ရပါတော့တယ်မီဆူနဲ့ရှီဆူဆိုတဲ့ကောင်မလေးကတော်တဲ့ကိုခီးထွက်လာကြတာပါဒါမဲ့လမ်းပြောက်သွားလို့ရှာရင်ဖုန်းကြီးတွေလမ်းလျှောက်နေတာတွေ့လိုက်ရပါတယ်အနောက်ကနေလဲသွားကြည့်တော့ဖုန်းကြီးတွေကရေတကွန်အောက်နဲ့ကြောက်ဆောင်နေတဲ့မှာလေ့ကျင့်နေကြတာပါအဲ့ဒါကိုနောက်ကနေဆရာတော်တဲကရောက်လာပြီးပြောပါတယ်သူတို့လည်းလမ်းပြီးကြည့်လိုက်မိပါတယ်အဲ့ခါကျဆရာတော်ကမိုးချုံနေပြီးဖုန်းကြီးเจ้าမှာပဲတဲတော့ဆိုတော့ခေါ်ရပါတယ်ဒါကဘာသာလဲပြီးတော့လူပေါင်းတန်းတော့ကိုးကွယ်နေတဲ့ဘာသာရေးအသစ်လို့ပြောပါတယ်သူတို့လည်းရနေလောက်အမှနေပြီးလေ့ကျင့်နေလိုက်ပါတယ်တရေကြာရုတ်တရက်အရှိမဲ့ပွဲတစ်ခုကျင်းပနေတာပါအပွဲကိုမမီယိုအလောင်းပွဲလို့ခေါ်ပြီးအရွယ်တီးတက်စားပြီးနေရတာပေါ့အဲ့ချိန်မဲ့သူတို့အခမော်တယောက်ကသူ့ကိုအလိုကနေပြတ်တော့လို့ရှာမယ်ဆိုပြီးထွက်သွားပါတယ်မီဆူတို့ကလည်းအနောက်ကနေလိုက်တော့တကားတစ်ခုမြင်လိုက်ရပါတယ်ဝင်ကြည့်တဲ့အခါမမီယိုအလောင်းပေါင်းများစွာကိုမြင်လိုက်ရပါတယ်တားကြည့်ကြရင်သူတို့အခန်းပေါ်ကသူ့ကိုမမီယိုဖြစ်နေတာတွေ့လို့ဝမ်းနေပြီးကြံခဲ့မယ်ပြောပါတယ်မီဆူတို့လည်းထွက်လာပြီးမဲ့ဘဲကတော့ထွက်ပေါက်ကိုမတွေးတော့ပဲလင်းနေခဲ့ပါတယ်ရုတ်တရက်သူတို့စိုက်ကြည့်နေရလို့ထင်လို့ကြည့်လိုက်တဲ့အချိန်မမီတွေအကောင်ကသူတို့ကိုမျိုးလုံးနဲ့စိုက်ကြည့်နေအောင်မြင်လိုက်ရပြီးသူတို့လည်းလန်ပြီးအော်လိုက်ကဇလန်းလေးလည်းပြီးဆုံးသွားပါတော့တယ်